မင်္ဂလာပါစနိုပါ7 day apps challenge ရဲ့ day 6လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့စနိုတို့လောက်သွားမှာကကြတော့ပုံမှန်အတိုင်းပဲဘိုင်လေးချင်းငန်းနေမဟုတ်ပဲနဲ့ဘိုင်အစီတွေလောင်ကျွမ်းတာပို့ပြီးတော့မြင်အောင်လို့ cardio exercise လေးတွေလုပ်မှာဖြစ်ပါတယ် cardio exercise လေးတွေကလည်း၄မျိုးလုပ်မယ်အဲ့ဒါလေးကို၃ချော့ဆော်ပေးသွားပါမယ်ကဲအဲ့တော့လေ့ကျင့်ခန်းလေးတွေမပြောခင်မှာထုံးစံအတိုင်းပဲအစားအသောက်အနေထိုင်လေးတွေပြောပြချင်ပါတယ်စားသောက်ကကြတော့ထမင်းဆိုလို့ရှိရင်နည်းနည်းပဲစားရမယ်အသားတွေပြီးတော့အရွက်တွေအသီးအနှံတွေညံ့များလေးစားပေးရမယ်ပြီးရင်ကိုကအစီဆိုလို့ရှိရင်ကိုဖက်လေးတွေထည့်ပြီးတော့စားပေးရမယ်အချိုးတွေစီကြောတွေ processed food တွေလုံးဝဖြတ်ချပေးရမှာပဲဖြစ်ပါတယ်ရေကိုညံ့များလေးတောက်ပေးရမယ်2လီတာနဲ့3လီတာထိတောက်ပေးရမယ်အယ်ကိုဟောလုံးဝဖြတ်ပေးရမယ်ဒီကြားတဲ့အရက်လုံးဝမတောက်ပါနဲ့ပြီးလို့ရှိရင်အေးဝအောင်အေးရမှာပဲဖြစ်ပါတယ်ခဲအဲ့ဒါဆို warm up လေးလုပ်အောင်နော်ဆောက်လေးပုံမဲ့လက်ကမယ်ကောင်းမယ်ပြန်စီမယ်20 1 2 3 4 5 6 7 8 9 10 10 9 8 7 6 5 4 3 2 1ရေးမယ်ဒါလေးနော်1 2 3 4 5 6 7 8 9 10 10 9 8 7 6 5 4 3 2 1 Salute. Let's set 10 9 8 7 6 5 4 3 2 1 Direction ပြောင်း10 9 8 7 6 5 4 3 2 1 Releaseကဲဒီနေ့ day 6ကဘိုင်ရိုက်မှာမဟုတ်ပဲနဲ့ဘိုက်ကအစီတွေလောင်ကျွမ်းမှုအတွက်ကိုကာဒီယိုလေးတွေစော်မှာဆိုတော့ကြည်အောင်နော်ကျိုးခုံနဲ့ကျိုးကိုအိမ်မှာရှိတယ်ဆိုလို့ရှိရင်ကျိုးခုံနဲ့ကျိုးလေးယူပေးကျိုးခုံနဲ့ကျိုးလေးနဲ့ကျိုးလေးကို10မိနစ်လေးခုံမယ်စနိုးကကြကျိုးခုံနဲ့ကျိုးအိမ်မှာကြံခဲ့တယ်ကြံခဲ့တော့ကြတော့ကျိုးခုံသလိုမျိုးကိုယ်စီမှာမရှိဘူးဆိုလို့ရှိရင်အခုစနိုးပြသလိုမျိုးအလွတ်ကလေးသွားလေးရတယ်ပေါ့နော်ကျိုးခုံမဲ့ပုံစံလိုမျိုးခြောက်ကလေးတွေကိုကတ်လိုက်မယ်လက်ထဲမှာကျိုးရှိတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါကို10မိနစ်တိုင်မှာပေးမယ်ကျိုးလေးခုံတဲ့ပုံစံမျိုးနော်ဒါမျိုးလေးခုံထားမယ်လက်လေးတွေကိုလွှဲထားမယ်နော်ကျိုးရှိရဆိုလို့ရှိရင်တော့ကျိုးလေးနဲ့သွားပေါ့ကျိုးမရှိရင်စနိုးလိုမျိုးလေးသွားလို့ရတယ်ဒါမျိုးလေးနော်ဒါလေးကို10မိနစ်တိုင်မှာပေး10မိနစ်လေးလုပ်မယ်ဒါလေးပြီးသွားပြီဆိုလို့ရှိရင်ဒုတိယတစ်ခုကအောက်မှာမှောင်လိုက်မယ်နော်လက်နှစ်ဖက်လေးကပခုံးအကျယ်လေးထားမယ်ခန္ဓာကိုယ်လေးကိုတစ်ဖြောင်နဲ့ထားတင်မားလေးမထောင်စေနဲ့လက်လေးရဲ့ဂျားတဲ့ကိုဒူးကလာမယ်နော်ဘယ်ဒူးလာမယ်ညာဒူးလာမယ်အဲ့ဒါလေးကိုနိုင်ပြီဆိုလို့ရှိရင်အရှင်လေးနဲ့ကန်ထုတ်ပေးမယ်တွတ်တွတ်လေးသွားမယ်ဒီချိန်မှာလေအရေးကြီးတာကဘိုက်တွေမလျှော်ထားနဲ့ဘိုက်ကလေးတွေတောင်းထားမယ်ခြေထောက်ကလေးကိုတွတ်တွတ်လေးသွားမယ်နော်ဒါလေးကိုစက္ကန့်30တိုင်မှလေးပေးပြီးတော့သွားရအောင်နောက်တစ်မျိုးကကြတော့ burpees လေးသွားမယ် burpees ကို10ချက်သွားမယ်နော်မရဲ့ထိတ်ကလေးမှလာမယ်ခြေထောက်ကလေးခြေလိုက်မယ်လက်ကိုမြောင်းမယ်ချမ်းလေးလုံးမယ်လက်ချမယ်အရှိကနေပြီးတော့နောက်ကိုခုံမယ်ပြီးရင်တကူလုံးကတ်ချလိုက်ပြီးတော့မှပြန်ဆန်ထုတ်မယ်နော်နောက်ကနေရှေ့ဦးလာမယ်ချမ်းလုံးမယ်ဆဲချက်လေးသွားမယ်နော်စနုတ်တွတ်လေးသွားပြမယ်1ချမ်းလုံးမယ်နောက်ကိုပြန်လာမယ်2တကူလုံးကတ်ချလိုက် push ရတဲ့သူကတော့ push လေးလုပ်လိုက်ပေါ့နော်3 4ဆက်ချက်ပဲနော်5 6 7 8 9 10 Okayကဲနောက်ဆုံးတစ်ခုလေးသွားရအောင်နောက်ဆုံးတစ်ခုကကြတော့အောက်မှာမှောက်လိုက်မယ်နော်တထောင်လေးချမယ်ပလန့်ပုံစံလေးသွားမယ်နော်သူကတင်မာကြီးကိုမထောင်စင်နဲ့ဘိုက်ကိုအထဲကိုထည့်ထားမယ်တင်မာလေးကိုချမယ်ဒီတိုင်းလေးကိုငြိမ်သွားပြီဆိုလို့ရှိရင်လက်တစ်ဖက်လေးကိုလှုပ်မယ်လက်ထုံမယ်ပြန်ချမယ်ရှောက်တရဒီတိုင်းလေးပဲထားမယ်နော်ဆွဲလှည့်ပြန်ချမယ်ဘိုက်ကိုတောက်လျှောက်တောင်းတာတင်မာလေးမထောင်စင်နဲ့လက်ထုံမယ်ပြန်ချတောက်အောင်ရှူထားမယ်နော်ဒါလေးကိုတိုင်းမာလေးပေးပြီးတော့45စက္ကန့်လေးသွားပေးပါ Okay
ကဲအဲ့ဆိုလို့ရှိရင်ခုနကစနိုးပြတာကြတော့၄မျိုးပေါ့နော်အဲ့၄မျိုးကိုကတကြောစောမယ်ကြားထဲမှာ10မိနစ်နာမယ်နောက်တစ်ကြော3ကြောလေးစောပြရမှာပဲဖြစ်ပါတယ်ကဲအဲ့တော့ D7 လေးမှာပြန်တွေ့ကြမယ်တက်တာ